ခုတော့ပေါ့နော်တနေ့တာဘလော်လေးပဲဖြစ်ပါတယ်နမဲတော့ဟဲလာပဲဖြစ်ပါတယ်ဟဲမနေ့တောင်ငိုလင်းပြီးမထကျောင်းပေးရပဲဖြစ်ပါတယ်ဟာမေလေးတောင်သားနေတဲ့အိမ်နာလေးခဏတက်လိုက်ဘိုက်ကျင်လာတဲ့ပြင်းထဲအောင်ပါပြီညနာတော့တင်နေညနာတက်လိုက်အောင်မေတပီပါပြီတပီဆိုတော့အင်းကိုစားလေးလဲလိုက်ပါအောင်မေဒီနေ့တော့ဂျင်းကောင်ဝင်လေးပဲဝတ်လိုက်တော့မယ်ဂျင်းကောင်ဝင်လေးဝတ်လိုက်ပါမယ်ဒီနေ့မှာတော့ဂျင်းကောင်ဝင်ရပဲနားလာနေပြီအော်တွေ့ပြီအဲ့လိုထုတ်တယ်မပြောင်းတော့တပီဆိုတော့မနက်စာမင်းဖွင့်ရပါမယ်ခင်းချက်လိုက်ပါဦးမေဝေးဘက်ကလည်းချက်တော့ပါဘူးဒီကရဟာရှိခင်းချက်ပြီးဆိုဘိုက်ဖတ်စားလိုက်ပါရှင်းနာရေးထိုးနေပြီဆိုတော့ဟိုမိညမနက်ဖက်ဘရိတ်ဖတ်စားပြီးဆိုတော့ဒီနေ့ထမင်းပဲစားလိုက်ပါရဲ့ဖြစ်တော့နေစားလိုက်ပါပြီအဲ့လိုပြောတယ်မင်းစားလိုက်ပါအောင်နော်တောင်းပါအဲ့ဒါနှစ်နေရအောင်ရက်သွားလိုက်နော်အားလို့လည်းရန်ကောင်းဖတ်ပဲကိုရင်လဲသွားတယ်ဦးမေချင်းချင်းတော့ပွားတော့ချင်းရင်တော့တော်တော်ညောင်းတယ်စပိန်နဲ့သွားမေးစပိန်နဲ့သွားမေးသွားပြီမမလေးတက်တယ်ရောက်ပြီကိုကြီးရဲ့ဟေးမလေးပြောလေအလဲလာဟုတ်လားညီမလေးမနေ့ကဆောက်ပြီတော့ဆောင်းနေဆိုင်တဲ့ဆိုအင်းတော့လာခဲ့တယ်ဟုတ်မယ်ညီမလေးပါယူချနေရတယ်ညီမလေးထိုင်အောင်လေတဲ့ကိုနောက်ပြီးကြာရင်အင်ကြီးလဲအောင်ပါတဲ့ညီမလေးရဲ့ကိုအင်ကြီးလဲပြီးလှုပ်သွားအောင်ပါနော်တဲ့အဲ့ဒါအိမ်ခဏကြည့်လိုက်အောင်နော်တဲ့